ခြေတွေလက်တွေထုံကျင်တာဖြစ်ဘူးတယ်မလားရာသီဥတုအေးလို့လည်းမဟုတ်ဘဲမကြာခဏထုံကျင်တာကနေရခက်စေပါတယ်ဗိုက်တာမင် B တွဲအားနည်းခြင်းကအယုံကြောတွေကိုဖုံးအုပ်ပေးထားတဲ့အကာအကွယ်လွှာတွေကိုထိခိုက်ပျက်စီးစေနိုင်ပြီးတော့တခြားဥလန်းကြောင်းရောဂါတွေကြောင့်လည်းဗိုက်တာမင်စိတ်ယူနိုင်စွမ်းကိုအနှောက်အယှက်ဖြစ်စေနိုင်ပါတယ်အရင်ကဆိုရင်မှုလောက်မှမဟုတ်တဲ့အေးဓာတ်လောက်ကိုအခုမှအရန်ချက်တက်နေတာမျိုးနက်နက်အေးတာနဲ့ကိုကခက်ခိုက်တုံနေတာမျိုးခံစားရတယ်ဆိုရင်သွေးအားနည်းနေတာဖြစ်နိုင်ပါတယ်နော်ဒီလိုဖြစ်ရတဲ့အကြောင်းရင်းနဲ့မှာ B12 ဓာတ်မလုံလောက်လို့သွေးနီဥတွေနေတာဖြစ်စေနိုင်ပါတယ်ဒါဆိုရင်ခြေပြားလက်ဖြားတွေအေးဆက်လာပြီးတော့တဆက်ဆက်တုံပြီးချမ်းတက်တာမျိုးပေါ့နော်အုံနောက်ရဲ့လှုပ်ဆောင်ချက်တွေကမောက်ကမဖြစ်လာခြင်းကလည်းအာယုံကြောအားနေတာဖြစ်နိုင်ပါတယ်စိတ်သက်ကြတာအာယုံရှုပ်ထွေးတာမိတက်လာတာအာယုံစူးစိုက်မရတာတွေကဗိုက်တာမင် B12 အားနည်းရာကနေဖြစ်ရလာတဲ့ယောဂလက္ခဏာတွေပဲဖြစ်ပါတယ်လူကအားနည်းတယ်လို့ဖြစ်နေတယ်ကြက်သားတွေအားမရှိဘူးပင်မနှုံချိနေမယ်ခေါင်းမူးတယ်ဆိုရင်ဒီလက္ခဏာတွေကပိုဆိုးလာတာပဲဖြစ်ပါတယ်ကြာလာတယ်ဆိုရင်တော့ဆရာဝန်ပြပြီးတော့အားဆေးတောက်တုံးသိရင်တောက်တုံးရပါမယ်နော်နှလုံးခုန်မြန်တာကလည်းအောင်ကျော်အားနည်းနေတဲ့လက္ခဏာတွေထဲမှာပါဝင်ပါတယ်။ကြက်သား၊ကြက်ဥငါးတို့ကနေပြီးတော့ဗိုက်တာမင် B12 ရရှိနိုင်ပါတယ်။ B12 ချို့တဲ့တယ်ဆိုရင်သွေးအားနည်းခြင်း၊စိတ်အတက်ကြမြန်ခြင်းနဲ့အာရုံကြောထိခိုက်ခြင်းတခြားပြင်းထန်တဲ့ယောဂါတွေအပြင်ဝမ်းချုပ်တာတွေရောဖြစ်လာစေနိုင်ပါတယ်။ပဖုံဒါမှမဟုတ်ရှာမအနာလေးတွေဖြစ်လာတယ်ဆိုရင်လည်းဗိုက်တာမင် B12 အားနည်းတာသွေးအားနည်းခြင်းတခြားဒါမှမဟုတ်ရင်တခြားယောဂါအကြောင်းရင်းတစ်ခုခုကြောင့်လည်းဖြစ်တတ်ပါတယ်။ခတွင်းပြတ်တာအရန်ပိတ်သွားတာစတဲ့အစာရည်နဲ့ဥလန်းချမ်းပြဿနာတွေဖြစ်လာနိုင်ပါတယ်။ကိုယ်ထဲမှာဗိုက်တာမင် B12 ပမာဏချို့တဲ့လို့ရင်ဆရာဝန်ပြပြီးတော့တင့်တော်တဲ့ဗိုက်တာမင်အားဆေးကိုပြီးဝဲတောက်သုံးနေပါတယ်။